အားလုံးမင်္ဂလာပါဗျာကျွန်တော်တို့နှစ်စဉ်ကျင်းပမြေဖြစ်တဲ့17နှစ်မြောက်ပေါ့နော်ဒီနှစ်နဲ့ဆိုရင်ယဟန်ခံရှင်ပြုသီလရှင်ယောဂီ9ရက်တာတရားစခန်းကိုကျွန်တော်တို့ကြောင်းပြီးပြောင်းထားပါတယ်နှစ်စဉ်ကြောင်းကျင်းပတဲ့အကြောင်းမဟုတ်ဘူးပေါ့နော်ဟိုင်ငိုင်ကြီးကြီးတက်တက်ရနေပြီးတော့ပန်းချံဘက်ကိုထွက်သွားရင် PC အတားလေးရှိနေ PC အတားလုံးလုံးလေးမှာဘယ်ဘက်ကက်ရက်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဝက်ခေါ်ဟုံလို့ခေါ်တယ်ပေါ့နော်ဝက်ခေါ်ဟုံတွေ့မယ်ဝက်ခေါ်ဟုံတွေ့ရင်ဘယ်ဘက်ကိုကြောင်းဝင်းလေးကိုမကြောင်းဝင်းမဝါကြီးပေါ့နော်ကျွန်တော်ပြပြမယ်နော်ဒါလေးကကြောင်းဝင်းမဝါကြီးပါကြောင်းဝင်းမဝါကြီးရတယ်လို့မျိုးပုံစံလေးနော်အဲ့ဒီအနေနဲ့တက်ချိုးဝင်သွားမယ်ဆိုရင်ကျွန်တော်တို့ကြောင်းဆောင်ကိုတွေ့မယ်အမြင်နေရတာတော့ကျွန်တော်တို့ဆွန်းစားဆောင်ပေါ့နော်ဆွန်းချက်တဲ့အဆောင်ဆွန်းစားတဲ့အဆောင်ပါဆွန်းစားတဲ့ဆောင်ကြီးကလည်းအကျယ်ကြီးပဲနေရာထိုင်နေရတော့အရန်ကိုလုံလောက်တယ်နော်ဒီနှစ်တိုင်းနဲ့မတူပေါ့နှစ်တိုင်းဆိုရင်ကျွန်တော်တို့နေရာထိုင်နေကျင်းတော့ပြဿနာလေးလည်းရှိတယ်ဒီမှာဆိုဆွန်းစားဆောင်နဲ့အကျယ်ကြီးပဲပြီးတော့ကျွန်တော်တို့တရားထိုင်နေနေရပေါ့နော်အိမ်သားရေချိုးကန်ရေမီအဆဆဆရာဒီနှစ်ကတော့တော်တော်လေးကိုမှအစင်းနဲ့ဖြစ်တယ်နော်ပြည့်စုံတယ်နှစ်တိုင်းဆိုရင်ကျွန်တော်တို့ဒီလရှိနေတဲ့ဟန်တွေအတွက်အိမ်သားလေးတွေရေချိုးကန်ရေလေးတွေပြဿနာနည်းနည်းရှိတယ်ဒါကြောင့်ဒီနေ့တော့ကြောင်းပြောင်းထားပြီးရခုံခုံကြောင်းပေါ့နော်ခုံကြောင်းမှာဆိုရင်ဒါဆိုရင်ကျွန်တော်တို့တရားစခန်းတရားထိုင်တဲ့နေရာပေါ့နော်တရားပြီးမဲ့နေရာတရားပြမဲ့နေရာလေးကြောင်းရတဲ့အကျယ်ကြီးပဲပြီးတော့ဆွန်စားဆောင်တဲ့အကျယ်ကြီးနောက်ဆုံးမှာကျွန်တော်တို့ရဟန်းနေဒီလရှင်နေဇင်းကြံလျှောက်ဖို့အတွက်ကြောင်းဝင်းကြောင်းပေါ်ဝိုင်းရတဲ့တော်တော်လေးကျေပါတယ်နော်တစ်ပင်ရိပ်လေးနဲ့အရန်မှာအဆင်ပြေတဲ့ကြောင်းလေးပါပုံဆက်ပြီးတော့လမ်းညွန်လေးတွေမမေးရအောင်ကျွန်တော်ဗီဒီယိုဖိုင်လေးရိုက်ပြီးတော့ဗီဒီယိုနဲ့လမ်းညွန်လေးလုပ်ထားပေးပါတယ်ခင်ဗျာဟဲ့သို့နူလောဒီသမထသမထကြီးကြောင်းဝဒီပုံလေးအမလည်းအသေးပဲဝါခေါ်ဟုံလို့ခေါ်တယ်နော် PC အတားလုံးလုံးလေးပါအဲ့ဒါယူခေါ်လဲကြောင်းပရဝိုင်းပေါ့ယဟန်နေဒီလာရှိယောဂီတွေဇင်းမြန်လျှောက်ဖို့အတွက်နော်ကြောင်းပရဝိုင်းမင်္ဂလာပါကျေးဇူးတင်ပါတယ်ခင်ဗျာ